ဒီနေ့ကကျမတို့တကယ်ကိုမိတ်နိုင်တဲ့နေ့ပေါ့နော်ပြောပါလို့ရှိရင်ဒီဘာလို့လဲဆိုတော့ကျမပေါ်လာတော့ပေါ့နော်ကျမရဲ့ရထားက4:44 မိနစ်ပေါ့နော်4:44 မိနစ်ကိုကျမကို pick up လုပ်ဖို့3နာရီချိန်နေပေါ့နော်ဒီဟိုတယ်မှာ pick up လုပ်ဖို့ဆိုပြီး3နာရီချိန်နေဒါပေမဲ့ရောက်မလာတော့ကျမ2နာရီ1နာရီခွဲလောက်တည်းကျမစောင့်ပေါ့နော်3နာရီမှရောက်မလာတော့ကျမ message ပို့လိုက်တော့ပေါ့နော်ဒီကျမ ticket ဝယ်ထားတဲ့ကောင်တာပေါ့နော်အဲ့လူကြီးက message ပို့လိုက်တယ်ပို့လိုက်ပြီးတော့ငါ့ကို pick up လာမလုပ်သေးဘူးလို့ပြောလိုက်တော့ okay လေဆိုပြီးကျမက pick up လုပ်ခိုင်းမယ်ပေါ့နော်သူ driver ကိုသူဆက်သွယ်လိုက်ပြီပေါ့နော်အဲ့နဲ့ဘာပြောလဲဆိုတော့ driver လာနေပြီလေလမ်းမှာတယ်ဆိုတော့ on the way တော့အဲ့လို okay လို့ဆိုကျွန်မဆက်ဆောင်တယ်။နိုင်ဝက်ဆက်ဆောင်တော့3နိုင်ခွဲပေါ့နော်။3နိုင်ခွဲဆိုရင်ကျွန်မဒီအရင်အချိန်ရှိတော့ပေါ့နော်။ဒီရထားကိုဒီဘက်မှာ driving hour မှာကျန်နေတာ3နိုင်ခွဲဆိုတော့ကျွန်မအဲ့ဒါသူ့ထပ်ပြီးတော့3နိုင်ခွဲဆိုတော့ကျွန်မထပ်ပြီးတော့ message ထပ်ပို့တယ်။ရောက်မှလာတယ်။ကျွန်မဒီမှာရှိနေတယ်။ငါစထားလည်းမအချိန်ကမလားပေါ့နော်။ဆိုအဲ့လိုမျိုး message ပို့လိုက်တော့သူကဆောင်းမော်နော်ကျွန်မကိုဘယ်လိုသွားတယ်လဲဆို gas station ကိုသွားလိုက်တယ်အဲ့ကိုသွားတယ်သွားနိုင်တယ်ငါဒီက foreigner လည်းဖြစ်တယ်ပေါ့နော်ငါဒီမှာ language ကြောင်းပေါ့နော်ဒီပြောတဲ့ gas station မှာမသိဘူးအဲ့အတွက်ငါပေါ့နော်ဒီမှာပဲလာပြီး pick up လုပ်ပြီးတော့ငါဒီ upstairs လမ်းချင်းလေးထဲမှာဆိုတော့ငါလမ်းမကိုထွက်လာတယ်ပေါ့နော်တကယ်လည်းကျွန်မလမ်းမသိတဲ့အခါကျတော့ကျွန်မမထွက်ရဘူးပေါ့နော်အဲ့ဒါသူ့အဲ့လိုမျိုး message ပို့လိုက်တော့အဲ့လိုပဲဘယ်လိုပြောမလဲပုံမှန်45လောက်ကြာတော့ရောက်မလာတော့ကျွန်မအဲ့နဲ့ကျွန်မလည်းစိတ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်မမှာတနာရီပဲကြာတော့တဲ့အချိန်ကလေဟို driving hour အခုဟိုကျွန်မကားစီးရတော့ဆိုရင်အနည်းဆုံးမိနစ်30တော့လည်းတက်တယ်ပေါ့နော်အကျန်းမောင်းလို့ပေါ့နော်ပုံမှန်လေးမောင်း40လောက်မိနစ်40လောက်မောင်းတယ်ကျွန်မစိတ်ပေါ့နော်ကျွန်မတုတ်တုတ်နဲ့ကားနဲ့ပဲနော်အဲ့လိုဆိုတော့ driving hour ရှိနေတယ်ဆိုကျွန်မစိတ်ကိုတော့စိတ်ကိုတော့အဲ့ငါပေါ့နော်ခုငါဒီထိတ်ကိုထွက်ခဲ့လို့ပေါ့နော်ဒီလမ်းမကိုပေါ့နော်ဒီကားသမားကိုပြောပြီးပေါ့နော်ငါလမ်းမကိုပြတ်လို့ပြောပြီးဆိုပြီးတော့ကျွန်မလမ်းမကိုထွက်တဲ့အချိန်ကဟိုလမ်းမမရှိတော့ဘူးအဲ့တော့ကျွန်မလည်းစပြီးတော့လောင်တာပေါ့နော်ကျွန်မဘယ်သွားမှမသိဘူးတော်တော်ပဲငားပြီးတော့ပဲဒီရထားဂိတ်သွားတော့ငါဘယ်လိုသွားမှလဲကျွန်မမသိဘူးပေါ့နော်အဲ့ချိန်မှာကျွန်မဆုံးဖြတ်တတ်ဘူးကျွန်မလည်းဆက်ဆောင်လိုက်ပဲပေါ့နော်ဆိုပြီးတော့ကျွန်မအခုဆိုကျွန်မ message ရေးစတိုက်ပို့တော့ပေါ့နော်ဒီမှာငါအခုဒီဈေးရှိပေါ့နော်ဒါတော့မတက်ရှိဘူးငါရောက်နေတယ်သူအဲ့မှာကျွန်မကိုသူဖြစ်ချင်တော့သူကအမှန်တော့ကျွန်မစီကိုထွက်လာနေတဲ့အခါကျတော့သူကျွန်မ online မှာနေပျောက်သွားတာပေါ့နော် line မှာနေပျောက်သွားတာဆိုတော့အဲ့ချိန်မှာကျွန်မအရန်လောင်နေပြီဆိုပြီးအဲ့ချိန်မှာဟိုတယောက်ကချက်ချင်းဈေးရှိကိုရောက်လာတဲ့အချိန်မှာသူကျွန်မဟေးဆိုပြီးလှမ်းခေါ်တော့ကျွန်မအဲ့နဲ့အော်သူ့ကျွန်မတည်တယ်အဲ့ဆိုကျွန်မလူကိုယ်တိုင်ဒီတစ်ကက်ကောင်မှာတော့ဝယ်လာဆိုတော့လည်းကျွန်မကိုတည်တယ်ကျွန်မဓာတ်ပုံတော့ရိုက်ယူထားလိုက်တော့ပေါ့နော်အဲ့ဒီလက်မဝယ်နေရဆိုတော့လည်းကျွန်မကိုတည်တယ်ကျွန်မလည်းသူ့တည်တယ်တော့ဟေးဆိုတော့ခေါ်တာကျွန်မအရန်ဝမ်းတော့ပေါ့သူဆိုင်ကင်းနဲ့ကျွန်မကိုခေါ်တာငါခေါ်ဝမ်းသာလို့မဆုံးသေးဘူးသူအဲ့ဆိုင်ကသူများဆိုင်ကသူ့စီကိုလာတဲ့ customer တယောက်ဆိုင်ကသူယူလာကျွန်မမသိဘူးကျွန်မတို့ကဒီစိတ်ထဲမှာထင်တာဒီ long province ဒီ train station ကိုလိုက်ပို့မယ်လို့ထင်တာပေါ့နော်ဆိုတော့မဟုတ်နေဘူး long province train station လိုက်မပို့ပဲနဲ့သူကအမျိုးထဲမှာပတ်ပြီးတော့သူကတုတ်လိုက်ငါတာကားလိုက်ငါတယ်အဲ့မှာကားသမားတွေနဲ့သူနဲ့ကဈေးကနှိမ့်လို့မရဘူးဖြစ်နေတာပေါ့နော်နှိမ့်လို့မရဘူးနောက်ဆုံးသူ့ရဲ့ကျွန်မလက်မှတ်သွားဝယ်တဲ့ဒီဟိုဆိုင်လေးရှိကိုရောက်သွားတာပေါ့နော်ရောက်လဲရောက်သွားတော့အဲ့ဒီပိုင်ရှင်ကလည်းသူ့ဒီဟိုပါပေါ့နော်ဆိုင်ကကိုပြန်ပြီးတော့ပေါ့နော်ကျွန်မဆိုင်ကဝါဆင်းရတာပေါ့နော်အဲ့ဒါလည်းငိုချင်လာစိတ်ထဲမှာလေဘယ်လိုဖြစ်တာလဲမသိဘူးနော်ငါ့ကိုနေဒီဆိုင်ကနဲ့ပဲလိုက်ဖို့ပေါ့နော်တကယ်တော့မလွယ်ဘူးဒီလားဆိုင်ကနဲ့လေ train station ကိုသွားဖို့ကလေနည်းနည်းဝေးတယ်ပြီးတော့မြို့ပြင်ကြတယ်ပေါ့နော်လမ်းကကျန်းတယ်ဒီလားလမ်းကတော်တော်ကျန်းတယ်ဆိုတဲ့အခါကျတော့ဒီကားနဲ့သွားတာပို့ပြီးတော့စိတ်ဖြစ်တာပေါ့နော်ဆိုင်ကနဲ့ဆာလို့ရှိရင်ပေါ့နော်ပြီးတော့ဘယ်ဟာပုံမှန်လဲတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့ဒါမျိုးနေပေါ့နော်သူလည်းအဲ့ချိန်မှာသူလည်းလောင်နေပဲဘယ်လိုလဲဆိုတော့ကျွန်မရဲ့ဒီရထားချိန်ကတနိုင်လောက်ပဲလို့ရတယ်လေတနိုင်လောက်ပဲလို့ရတယ်ဆိုတော့အဲ့မှာသူကအသေးအတန်နေဖြစ်ပြီးသူနောက်ထပ်ဆိုင်ကစီကိုသူထိတ်ထုတ်ပြီးတော့ကျွန်မကိုထပ်ငားနေရောတို့အဲ့ဆိုင်ကကားတွေလည်းငားနေအောင်နောက်ဆုံးကားတစ်စီးကနေပြီးတော့သူနဲ့ဈေးတယ်သွားတော့ကျွန်မကိုအဲ့ကားကိုသိပြီးတယ်အဲ့ဒါကျွန်မသူ့ပေးတာပေါ့နော်ဒါမှမဟုတ်မိနစ်ကြာမှလည်းဆို15မိနစ်ကြာโอเคပေါ့15မိနစ်ဆိုတော့မစိုးဘူးပေါ့နော်ကျွန်မနောက်ထပ်နိုင်ဘက်လောက်ချိန်ရတယ်ဆိုတော့ကိုကပြောကြီးလိုက်သွားတာပေါ့နော်ဒါကလည်းနိုင်ဘက်တော်တော်ကြာတယ်ပေါ့နော်
စိတ်တိုင်းပေါ့နော်ဒီ train မှာမှမိချင်တာပေါ့နော်ဟိုဆိုကျွန်မလုံးတော့မှာနောက်တစ်ရက်တော့မှထပ်တူပြီးနေပြီးတော့ဒီ train ကိုလာတော့ဒီလက်မှတ်ကိုပဲထားတယ်ကျွန်မလုံးတော့မှာထပ်မနေချင်တော့ဘူးပေါ့နော်ဆိုတော့ကျွန်မမိချင်တယ်ဆိုတော့လေအဲ့ဒါကျွန်မအဲ့ဒီရထားကူတာရှိပေါ့နော်ကားအထဲဝင်လို့မရအောင်လမ်းလျှောက်ပါတယ်9မိနစ်တော့လေအဲ့အချိန်မှာကျွန်တော်ချပေးပြီးတော့ငါဘယ်လမ်းသွားမှလဲလို့ဆိုတော့ဒီလမ်းပဲသွားတယ်ကားသမားလည်းအဲ့လိုမျိုးပြောတယ်အဲ့အချိန်မှာနည်း20ပဲကျန်တော့ကျွန်မနည်း20ပဲကျန်တော့ဆိုတော့ကျွန်မဒီခုံဒီလို့အောင်လေနော်ဆိုတော့ချိန်ဒီလိုလေးတယ်ဆိုတော့အဲ့လည်းကျွန်မကြေးရပါတော့ပြီးတော့အဲ့အချိန်မှာ station ကြီးအကြီးလေနော်ကျွန်မဘယ်ပေါက်တည်ရမလဲလမ်းအရှိကြီးဖြစ်နေတဲ့ခါကျတော့အဲ့ဒါကန်းအရင်ကောင်းတော့ဘောနော်စပိုက်ကောင်းမှာဘောနော်ကန်းကလေကျွန်မလမ်းမတွေ့တဲ့အဲ့လိုပဲသူကလည်းဟိုကနေလာတာ lucky station နဲ့လာတဲ့ဒီမျိုးသားတယောက်ကိုကျွန်မတွေ့လို့ငါကဒီဟာပေါ့နော်ဒီ train ကိုသွားကျင်တယ် station ကိုသွားကျင်တယ်ငါဘယ်လိုသွားမလဲဆိုတော့ဘာလာဒီဘက်ပါလာကျွန်မပြေးလိုက်တဲ့ခါကျတော့ဒီဘက်ပေါက်သွားတယ်ဒီဘက်ပေါက်သွားမှာဒီဝေးကိုသွားတယ်သူတို့တွေက6နာရီ train ဆိုရောက်လာကြတာပေါ့နော်အဲ့အချိန်မှာ4နာရီ15-20လောက်ဖြစ်နေပြီပေါ့ဆိုတော့ဒီဝေးကသွားတယ်ဆိုအဲ့နဲ့အဲ့ဝေးကနေပြီးတော့သူက2ဆင့်ရှိတယ်ပေါ်တက်သွားတဲ့အချိန်မှာတော့ကားပါကင်နဲ့ဟိုလေကားပါကင်နဲ့ station နဲ့ဟိုဒီမှန်တာတွေရှိတာပေါ့နော်အဲ့နဲ့ကျွန်တော်အဲ့မှာလမ်းတက်တော့ပြန်ဟိုအဲ့လိုပဲလေရှေ့ကြီးမှန်တကားကြီးအရှေ့ကြီးဆိုတဲ့ခါကျတော့ဟိုကျွန်မကလေအဲ့ဝင်ပေါက်ကိုရှာမတွေ့ဘူးဝင်ပေါက်ကိုရှာမတွေ့ဘူးတော့မှန်တကားကြီးကအကုန်ပိတ်ထားတာဆိုတော့ခါကျတော့ကျွန်မရဲ့ဘယ်ဘက်ကိုကျွန်မမရွေးပဲနဲ့ညာဘက်ကအပေါက်ကိုကျွန်မရွေးလိုက်တယ်လူတွေကအဲ့မှာအများကြီးရှိနေတော့ကျွန်တော်ညာဘက်ကအပေါက်ကိုရွေးလိုက်တယ်ပြီးတော့ထိုင်းလို့ပြောရဲလို့ထင်တာပေါ့ညာဘက်အပေါက်ကိုကျွန်တော်လေးတွန်းကြည့်တဲ့အချိန်မှာအကုန်ဒီပိတ်ထားတာပေါ့နော်အပိတ်ထားတဲ့ခါကျတော့ကျွန်တော်နောက်ဆုံးလိုက်ကြတော့ကျွန်တော်ဘယ်ဘက်ကိုပြန်ပြေးပေါ့နော်ဘယ်ဘက်ကိုပြန်ပြေးဘယ်ဘက်မှာအပေါက်ကိုရွေးတဲ့အချိန်မှာကျွန်တော်15မိနစ်လောက်ပဲရှိတော့တယ်ပုံတင်ကအဲ့မှာတော်တော်များလောက်ကြပါတော့။အဲ့ကျွန်မဒီ train မှာပုံတင်ကသူကဘယ်လိုလဲဆိုတော့6နိုင်မှလေးပါအဲ့အချိန်မှာပုံတင်လုပ်နေပြီပေါ့နော်။ဆိုတော့အဲ့မှာကျွန်မရှိတာကျွန်မတန်းစီနေတဲ့တယောက်ကဒီပဲ train ကိုစီးမှာပဲဆိုကျွန်မပေးလိုက်တဲ့အချိန်မှာဒီသူတို့လူတွေလည်းပေါ့နော်။ဒီလောက်ဆက်နေကျွန်မပေးလိုက်တဲ့အခါကျတော့အဲ့ company ကသူကလည်း6နိုင်လို့လည်းသွားမှာလို့စီးတော့နင်းနေတယ်ဟာလည်းတောက်ကြနေပြီတဲ့နင်းရုံနဲ့လိုက်တဲ့ရှေ့ကိုသွားပြီးပြောလိုက်တဲ့ဒီ check-in ဝင်ဖို့ဒီသွားလို့လိုက်ဆိုတော့ကျွန်မအဲ့ကောင်းမှရှိတဲ့ station တဲ့ကိုသွားမိတဲ့အချိန်မှာဆိုကျွန်မဘာလို့လဲဆိုတော့ဟိုမဖြစ်ဘူးတဲ့ညာဝတ်သူပြီးဟိုပတ်စုံကပြန်တော့စီပတ်သူကိုမထားပါတော့တော့ကျွန်မအဲ့လိုဘာလို့ဆိုလဲပြီးတော့ပေါ့ကျွန်မသူ့ချိန်ရှိပြီးလို့ပြောကျွန်မတော့မပြီးတော့သူမနေနိုင်ဘူးကျွန်တော်ရှိပြီပေါ့အော်ဆိုကျွန်မချိန်ရက်ကပ်ပြီးတော့ဆိုတော့ရဲရောရဲကျွန်မပတ်လုပ်လိုက်တာပေါ့နော်အဲ့ဒါကျွန်မထဲရောက်သွားတဲ့အချိန်မှာဒီတကားပွင့်နေပြီပေါ့နော်အဲ့ရထားတော့မလာသေးဘူးကျွန်မဒီ platform ကိုရောက်ပြီး9မိနစ်လောက်နေမှရထားစိုက်တာပေါ့နော်ဆိုတော့တကယ်ကိုပေါ့နော်ကျွန်မအသက်အသက်နဲ့တော့ hit တက်သွားတာပေါ့နော်အဲ့ဒီကနေပြီးပြီလားဆိုတော့ဒီကျွန်မရင်ကျင်းကိုရောက်လာရင်ကျင်းကိုရောက်တဲ့အချိန်က9:20လောက်ဖြစ်နေပြီနော်ကျွန်တော်တို့ရထားပေါ်မှာလေးကဒီခါရက်သွားတဲ့အချိန်ပေါ့နော်ကျွန်တော်တို့ရထားတွေကချက်ချင်းမဆင်းရသေးဘူးဆင်းရတဲ့အခါကျတော့ကျွန်မအဲ့နဲ့ငါပေါ့နော်ပုံကြီးကြိုးလို့ထားလိုက်မယ်ဆိုပြီးသူတို့ရဲ့ဒီ local app တစ်ခုဖြစ်တယ်လေဒီကားတွေပဲကျွန်တော်တို့ရ grab လို့လည်းတော့ပြရတယ် local ဆိုတဲ့ဒီ app နဲ့ကျွန်မပုံကြီးကြိုးတင်ထားလိုက်တာပေါ့နော်ကြိုးတင်ထားလိုက်တာလေအဲ့ဒီမှာလူပြောမလဲဒီအပြည့်ပြည့်ဆိုတာဘာလဲဆိုတော့ဓာတ်ပုံပို့လို့မရဒီဘာသာစကားကိုမရတဲ့ဟာပြဿနာမရှိဘူးဓာတ်ပုံပို့လို့ရရင်ကျွန်မဘယ်နှမှာရှိလဲဆိုတော့ကိုယ်ကသိလာပြီး pick up လုပ်လို့ရတယ်ထိုင်းမှာဆိုတော့ကျွန်မအဲ့ဒီတိုင်းပဲတော့ချုပ်သွားတာပေါ့နော်တုံးလိုက်ပြောက်ဒီ driver နဲ့ကျွန်မနဲ့ကသူထိုင်းလို့ပြောကျွန်မအင်္ဂလိပ်လိုပြောရအောင်ဟို translate ကိုကြည့်ပြီးတော့သွားကြတာပေါ့နော်အဲ့မှာ translate လည်းမပါဘူးပေါ့နော်ပြီးတော့ဒီဟိုဘယ်လိုပြောမလဲဓာတ်ပုံကိုပို့ရတဲ့အခါကျတော့ကျွန်မဘယ်နှမှာရှိလဲဆိုတော့driver နဲ့ရှာမတော့ဒီ app ဒီကျွန်မ motor cycle ကိုကျွန်မ book လိုက်တာပေါ့နော်ဒီ Southern Bus Station တော့ဆိုပြီး motor cycle ကိုကျွန်မ book လိုက်တာဆိုတော့ဟာအဲ့မှာတိုင်းထိုင်နေနေစလောက်ကြာတိုင်းထားပါလားအဲ့နဲ့ကျွန်မလည်းဘုကဒီ9နာရီ bus ကိုဘယ်လိုမှအောင်သွားမလဲအဲ့နဲ့
မတက်စီကိုမေးကြည့်တော့တက်စီက2သိန်းကျော်တော့တက်သိန်းများ2သိန်းခွဲလောက်တောင်းတယ်တက်စီက2သိန်းခွဲတောင်း2သိန်း4တောင်းလား2သိန်းခွဲလောက်တော့မီးတော့တောင်းတယ်ကျွန်တော်အဲ့ဒါတော့များတယ်ပေါ့အဲ့ချိန်မှာဒီတုတ်တုတ်လေးတော့တယောက်လာတူကောင်းလိုက်ခဲ့တဲ့တိတ်မဲ့ပေးပေါ့တူကောင်းလိုက်ခဲ့ဖုန်းနံဆောင်လာတော့တဲ့စသွားချင်တာငါဒီ bus station မှာချက်ချင်းကောင်းမှရမှာမဟုတ်ဘူးတော့ကျွန်တော်တဲတဲ့ဒိုကြီးနော်ကြီးနော်ကိုခေါ်တာဒီဘောက်လိုက်ခဲ့တာလိုက်ခဲ့အဲ့ဒါကျွန်တော်တူကောင်းလိုက်သွားချင်တော့နှစ်ယောက်ပြောဟာငါရင်တော့မှာမဟုတ်ဘူးမြို့ငါရင်သူတို့စီးတီးစံတာမှာတော့မပို့ပါဘူးအင်းတဲ့တော့ပေါ့တက်လိုက်သွားတကယ်တော့ပါလေကျွန်တော်လေးဒီချက်ပြီးတယ်သူကလေအဲ့မှာတလားမင်းနဲ့တော့မင်းနဲ့ဆက်တော့မောင်းလာတော့မင်းနဲ့ဆက်လိုက်စိတ်အောင်မောင်းလာတော့အဲ့ဒီတုတ်တယ်ကမာတာဆိုတော့ကျွန်တော် message ကြီးတွေ့လာပါဆိုတော့ကျေးဇူးတင်ပါတယ်လို့ပြောတယ်အဲ့နဲ့ကျွန်တော်တော့သိပေးရတယ်ပေါ့နော်ဒီတုတ်တုတ်နဲ့တော့ share စီးရတဲ့သဘောမျိုးပေါ့နော်အဲ့နဲ့ message ရောက်တော့ခါဖြစ်ပြန်ရောဘာဖြစ်လဲဆိုတော့ bus ကလည်းမတည်ဘူးလို့ကြားပြောတာလည်းတော့ခေ bus ရဲ့စီးနေတယ်မတူဘူးလို့ပြောတယ်ပေါ့ bus က၄ခုရှိတယ်ဒီ taxi ကိုရောက်နေ bus ကကောက်တာလည်း၄ခုရှိတာပေါ့၄ခုရှိတော့အဲ့ဒီ bus ကကောက်တာလည်းအကုန်ပိတ်ဘူးလေးရှိတယ်ဘူးလေးရှိတော့ကျွန်မတစ်ခုသွားမေးသူကနောက်တစ်ခုသွားမေးကိုကသူတို့တစ်ခုပြန်တယ်အဲ့လိုမျိုးတော့ကြောက်မျက်နှာတွေကလည်းလုံးဝပဲတော့မဖြေတာတော့လို့မရဘူးစကားတော့ကြာနောက်ဆုံး information ကောင်းတာပဲချက်ချင်းအမြန်ညွှန်မှာပေါ့နော် information ကောင်းတာလည်းသူတို့စီပြန်တယ်သူတို့ဒီပဲညွှန်လာတော့ကျွန်မအိမ်မှာလည်း7နှစ်15နှစ်ကထက်ကြနေအောင်ပေါ့နော်ကျွန်မတော့ချောက်လိုက်ပြီနောက်ဆုံးမှမျိုးသမီးတယောက်ထွက်လာတယ်တော့မှလည်းပတ်စံတော့ဟိုကငါမေးပြအကုန်ပုံသွားပြီလို့ပြောရတယ်ဆိုတော့နောက်ဆုံး9နိုင် bus တွေအကုန်ပုံသွားပြီပေါ့နော်ဒီ bus တွေအကုန် bus မှမရှိတော့တာပေါ့နော်ဒီကောင်တာလေးခုတော့ပိတ်သွားတာပေါ့နော်ဒီကုန်သွားပြီလို့ပြောတာပေါ့အဲ့ဒါလည်းကျွန်မပြန်အောင်ကျွန်မကောင်းလာရှိမှရက်ပြီးတော့ဘာလို့မစင်းတာပေါ့နော်ကျွန်မအခြေအနေကဒီမနက်ဖြန်အတွက်နဲ့စောစောလက်မှတ်ကိုဝင်ပြီးတော့ကျွန်မဒီပြန်ကျွန်တော်ညရမယ့်အခြေအနေဖြစ်သွားတာပေါ့နော်ညရမယ့်အခြေအနေဖြစ်သွားတဲ့အခါကျတော့အဲ့ချိန်မှာဒီကျွန်မအဲ့အမျိုးသမီးရပဲလာအောင်အမျိုးသမီးရပဲကျွန်မဒီ foreigner နေရာကိုစဗနာကစ်ကိုတော့လာလို့ပြောနေတာစဗနာကစ်ကိုကျွန်မချက်ချင်းဒီကိုပြောင်းမှာ search လုပ်ကြည့်လိုက်တော့စဗနာကစ်နဲ့ဒီဖတ်တဲ့နဲ့9နိုင်ထပ်မောင်းရတယ်ပေါ့နော်မမတော့ sleep ပါပဲပေါ့နော်ညအိပ်ပဲမနေ့ကမနေ့မှရောက်ပါဆိုတော့ဒီမနေ့ကမနေ့ဆိုတော့ကျွန်မတို့ safe ဖြစ်ပြီနော်ဆိုတော့ကျွန်မမနေ့ကမနေ့မထူးပေါ့နော်ကျွန်မဒီဗင်ကျွန်မနားမအိပ်ချင်ဘူးကျွန်မပြန်ထွက်ရမယ်ကျွန်မတုတ်တုတ်ငားရမယ်အနည်းဆုံး3သိန်းလောက်ပေးရမယ်ပြီးရင်အခန်းကလည်းအနည်းဆုံးဘယ်လိုပြောမလဲ3သိန်းခွဲလောက်တောင်းပါလိမ့်နော်အဲ့တော့ကျွန်မအိမ်မှာ2သိန်းခွဲ3သိန်းမနေ့ကပြန်လာမှနဲ့ဆိုရင်ကျွန်မ3သိန်းခွဲလောက်ပြန်သုံးအောင်မှာဆိုတော့လေကျွန်မမသုံးချင်တော့တာထဲကျွန်မဒီပြင်ချင်းဝင်လေးရောက်ပြီးတော့မအိတ်ချင်ဘူးပြင်ချင်းမှာလေကျွန်မတနေ့ရောက်ပဲအိတ်နာမှာပေးပြီးခဲ့နေဆိုတော့ကျွန်မဖိနာတော့လို့ရလဲဆိုတော့ဟောစဉ်းစားနေရပါတော့အဲ့နဲ့နောက်ဆုံးတော့စဗနာကစ်ပေါ့နော်စဗနာကစ်ကိုသူပြောနေအောင်ပေါ့နော်အဲ့နဲ့ကျွန်မအဲ့ဒီကောင်တော့ပြီးအောင်နော်စဗနာကစ်ကိုတွိုင်းဘယ်လောက်ဖေးချင်ရောက်လဲဆိုတော့မနေ့ကရောက်နေတယ်အော်โอเคပေါ့နော်တက်ဆင်းနဲ့စဗနာကစ်ဘယ်လောက်ဝေးလဲလို့ပြောတော့နောက်ထပ်9နာရီထပ်မောင်းရမယ်တဲ့ဆိုတော့โอเคအဲ့ဆိုရင်ကျွန်မစဗနာကစ်ကိုဝင်လိုက်မယ်ဆိုပြီးတော့လက်မဖြတ်လိုက်တယ်ကျွန်မလက်မဖြတ်တဲ့ချိန်မှာဒီ foreigner နှစ်ယောက်ကလည်းနောက်ကနေသူတို့လည်းအဲ့ဆိုအိတ်တိုင်းနဲ့သွားရမယ်ဆိုပြီးတော့ကျွန်မတို့တော့လက်မဖြတ်ပြတော့ပေါ့နော်တူပဲအဲ့နဲ့သူတို့ကျွန်မဆောင်းခေါ်တယ်ကျွန်မဒီ toilet တွေပါသွားတယ်ပါညာကျွန်မထုတ်တွေစောင့်သေးတယ်ကျွန်မကိုစောင့်ခေါ်တူဖြစ်သွားတာပေါ့နော်ဒါတွေကတော့တစ်ချက်ပေါ့ဒါကြီးမှပထမဆုံးကြုံရတဲ့အခက်အခဲပေါ့နော်ဒီလမ်းပေါ်မှာသွားနေနေလေဘာလို့မှန်းတော့မသိဘူးတော်တော်ပြင်မှန်းနေဒီနေ့လေလူပြင်မှန်းတာမဟုတ်စိတ်အားပြင်မှန်းသွားတာပေါ့နော်တရားခက်ပြီးတော့လောင်သွားတာပေါ့နော်ဟုတ်ပါပြီဒီနေ့ကတော့ဒီလောက်ပါပဲဒီမှာကျွန်မပြီးနေတာညီမလေးကလည်းတားသဘောကောင်းတယ်တက်လာတယ်တော့လည်းပြုံးနေနေလို့စကားတွေကြော်တော့ပေါ့နော်ဆိုတော့ချစ်စရာလေးသူကလည်းအရင်သဘောကောင်းနေတယ်ဆိုတော့မစိုးဘူးပေါ့နော်ကျွန်မဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုကျွန်မတင်ပြဖို့လည်းညောင်းနေပါတယ်တင်ချင်ပါတယ်